social media ကအရင်ကောင်းနေပဲပြနေတဲ့ live တွေကိုအရင်လည်းအားမကြနဲ့သူတို့လိုမဖြစ်လို့ဆိုပြီးတော့လည်းဝမ်းမနေနဲ့လူတိုင်းကပြကျင်တဲ့ပိုင်းအောင်ပဲပြတာအထက်မှာကျမလည်းပါဝင်မယ် Hey ပြောစရာရှိလို့ကိုယ့်ရဲ့ CBT လာပြီးတော့စာလေးတွေလာပို့ကြတယ်ပေါ့နော်အရန်ကြည်နူရတယ်ပျော်ရွှင်ရတယ်ကိုယ်သဘောကျတယ်အားကျတယ်ကိုယ့်ရဲ့ lifestyle လေးကိုချစ်ဖို့ကောင်းတယ်လို့အများစုကသတ်မှတ်တယ်ဆိုပေမဲ့ဒီတိုင်းကကိုပြချင်တာကိုပဲပြတာပေါ့နော်အကောင်းဆုံးပိုင်းတွေကိုပဲပြကြတာဒါပေမဲ့ကိုကတော့အကောင်းဆုံးပိုင်းတွေကိုပြတယ်ဆိုတာလည်းမှန်ပေမဲ့တကယ်တော့ကိုယ် style ကလည်း S style ပဲဟိုအိမ်မှာလည်းအဲ့လိုပဲနေတာပေါ့နော်သမီးလေးနဲ့ကိုနဲ့နှစ်ယောက်ပဲနေတာကတော့ဟိုလူကြီးတွေလည်းရှိတယ်ကိုရီနှစ်ယောက် lifestyle နဲ့ကိုတခြားဘယ်သူမှနှောက်ယှက်ခွင့်မပေးဘူးသူ့ရဲ့ဖေဖေကလည်းအဝေးမှာလှုပ်နေဆိုတော့ကိုရီသားမီးနှစ်ယောက်ဘွားမှာကြတော့သူ့ရဲ့ဒီပညာရေးကိစ္စတခြားအတူတူကိစ္စတွေပြီးလို့ရှိရင်ကိုကိစ္စကြီးပဲအရာအလုံးကကိုပြောသလိုနေတာကိုစိတ်ထဲမှာကိုစိတ်ရှဲရှိသလိုနေတယ်မှောက်ချင်မှောက်မယ်လှန်ချင်လှန်မယ်စာဖတ်ချင်ဖတ်မယ်အိတ်ချင်လည်းအိတ်နေမယ်အင်းနေချက်ချင်လည်းချက်နေလိုက်မယ်အပြင်သွားချင်လည်းသွားလိုက်မယ်အဲ့ဒါကျမစတိုင်ပဲကျမဒီလိုနေထိုင်နိုင်တဲ့အင်အားတစ်ခုကကိုမျိုးသားရဲ့ဝင်ငွေလေးတစ်ခုနဲ့ပဲတာမန်ဘဝကိုရက်တည်နေတဲ့အိမ်ရှင်မတစ်ယောက်ပေါ့နော်ကိုအရင်ကြီးလဲအားကြမနေပါနဲ့လူတိုင်းကကိုဘဝလေးနဲ့ကိုပျော်ဖို့ကောင်းကြပါတယ်ကိုကဒါကိုမသိတာပေါ့နော်သိအောင်ပြောကြိုးစားကြည့်ပါအိမ်ရှင်မတွေရဲ့ခံစားချက်တွေကိုကျွန်မအကောင်းကောင်းသိတယ်ပေါ့နော်ကိုကြိုက်တဲ့ကိုရဲ့ lifestyle ကိုပြောတဲ့ဟာလေးကို public ကိုချပြတယ်ကိုကြိုက်တဲ့ပုံစံလေးတွေနေထိုင်ရင်းနဲ့ blog လေးတွေဖြည့်စီစဉ်ပြီးတော့အများပြည်သူချပြတာပေါ့နော်ကိုဘွားနဲ့ကိုသူ့ဘွားနဲ့သူဆိုပေမဲ့ social media ကအရင်ကောင်းနေပဲပြနေတဲ့ live တွေကိုအရင်လည်းအားမကြနဲ့ပြီးတော့သူတို့လိုမဖြစ်လို့ဆိုပြီးတော့လည်းဝမ်းမနေနဲ့လူတိုင်းကပြကျင်တဲ့ပိုင်းအောင်ပဲပြတာအထက်မှာကျမလည်းပါဝင်မယ်ကျမတို့မှလည်းတခြားတော့ကိစ္စဝဝတွေရှိတယ်စိတ်ညစ်စရာတွေရှိတယ်မရှိဘူးမဟုတ်ဘူးရှိတယ်လူတိုင်းမှာရှိကိုရှိတယ်ကွာရှိဘူးဆိုတာလုံးဝမရှိဘူးကိုယ့်ရဲ့ enjoy ဖြစ်တဲ့အရာဘာလဲဆိုတော့ရှာဥပမာဆိုရင်တချို့တွေကအိတ်လိုက်ရင်ကို enjoy ပို့ဖြစ်တယ်စာဖတ်ရင် enjoy ဖြစ်တယ်စားရင် enjoy ဖြစ်တယ်တယောက်နဲ့တယောက်မတူတဲ့စက်လေးတွေရှိတယ်ပေါ့နော်မတူတဲ့အရာလေးတွေရှိတယ်အဲ့ပေါ်မှာကိုဘာကိုကြိုက်တာလဲဘလို့နေပျော်တာလဲဆိုတာကိုတွေ့အောင်ရှာအိမ်ရှင်မတွေလောက်စိတ်ပင်ပန်းမွန်းကျက်တာမရှိဘူးအများတန်း anxiety ဖြစ်နေတယ်ကိုအများတန်းစိုးရိမ်ပူပန်ကြောက်ကြပြီးတော့ကိုမပြည့်စုံကိုကဘာမှမဟုတ်ဘူးလို့အမြဲထင်တတ်တဲ့တဲမှာအိမ်ရှင်မတွေရဲ့နံပါတ်1တခြားသူတွေလည်းမရှိဘူးမဟုတ်ရှိတယ်အိမ်ရှင်မတွေကအိမ်နောက်တာဝန်ကိုထမ်းဆောင်ပြီးကလေးတွေကိုပြုစုပြောထောင်ရင်ယောက်ျားတွေကိုလည်းတန်ဖိုးရင်းနဲ့နေထိုင်တဲ့ခါမှာသူတို့တွေကအဓိကကပါသူတို့ကိုတန်ဖိုးတက်စေမယ်ပေါ်လစ်ဖြစ်စေမယ်အရာမရှိဘူးလို့သူတို့ထင်ထားတာပတ်ဝန်းကျင်ကြောင့်လည်းပါတာပေါ့နော်မတို့ပတ်ဝန်းကျင်မြန်မာလူမှုအတိုင်းဝိုင်းမှာဆိုလို့ရှိရင်အိမ်တော်ရှင်မအိမ်မှာကလေးမွေးအိမ်လုံးလုံးယောက်ျားပြန်လာဆောင်ယောက်ျားအပ်တဲ့လစာယူအဲ့ဒါကိုစီးတဲ့ရေဆယ်တဲ့ကစင်းထိမ့်သိမ့်ကိုအနစ်နာခံတဲ့အင်ရှင်မကြီးတွေအဖြစ်ခံလိုက်ကြရအောင်ဟုတ်လားယောက်ျားသားလဲလူမိန်းမသားလဲလူပဲငါတို့တွေကကလေးကိုမွေးပြီးတော့အိမ်လုတ်တွေလုတ်ပြီးတော့အိမ်မှာတာဝန်ထမ်းဆောင်နေတယ်မောင်တထမ်းမေတရွက်ဆိုတဲ့စကားအတိုင်းမောင်ကလည်းထမ်းသူမေကလည်းတရွက်ရွက်နေတာပဲမိန်းမတွေလည်းဒါအိမ်မှာအလုံးလုံးနေတာပဲပေါ့နော်မျိုးသမီးတွေကိုဘရောမှာနှိမ့်ကြတယ်လို့မခံယူပါနဲ့ကိုကအမြဲတမ်းပြည့်စုံနေတယ်ကုံလုံးတယ်လို့ပဲအမြဲတမ်းယူဆပါကိုကလုတ်ပိုင်ခွင့်ရှိတယ်လို့အမြဲယူဆပါဘာစားပိုင်ခွင့်လည်းရှိလို့လုတ်ပိုင်ခွင့်လည်းရှိတယ်ဥပမာဆိုငါလှပိုင်ခွင့်လည်းရှိတယ်တယောက်နဲ့တယောက်က lifestyle မတူဘလို့မှမတူအဲ့ဒါကြောင့်မို့လို့ကိုအားမငယ်ဖို့တချို့တွေကကြတော့တကားကြီးလောင်းထားတဲ့ lifestyle ရှိတယ်ချို့ကြောင့်တကယ်ဘဝအစစ်မှန်တိုင်းကိုနေတာ social media live တွေကိုလူတွေကအမြဲကြည့်ပြီးတော့အားကြပြီးတော့သူတို့လူပဲသူတို့ဝမ်းနဲ့လိုက်ဝမ်းသူတို့ဒေါသထွက်လိုက်ဒေါသထွက်သူတို့ပြောရင်လိုက်ပြောသူတို့မှအာမကြနဲ့ကိုစတိုင်ကို live style နဲ့ကိုရောင်ရဲတင်းတိမ်ကိုသွားကျင်တဲ့လမ်းကိုမှန်မှန်ကန်ချောင်းကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုဖြစ်ချင်တဲ့ဂိုးကိုရအောင်သွားတင်ယူစရာရှိရတယ်လေ့လာစရာရှိရတယ်အသက်ရွယ်မရွယ်အမြဲတင်ယူကို lifestyle နဲ့ကိုသွားကျင်တဲ့ career life လိုအပ်တဲ့ပညာရပ်တွေကိုတင်ယူတိလဲတိတယ်လှုပ်လဲလှုပ်တယ်ဆိုတဲ့အချက်ကလေးတွေနဲ့ဘဝကိုဖြည်းဖြည်းချင်းစီသွားလို့ရတယ်ပေါ့နော်ကျမဆီယမကြီးမဟုတ်ဘူးเนาะဒါပေမဲ့ဒါကျမခံယူထားတယ်ကျမရဲ့ lifestyle